ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကို6လပိုင်းအတွက်တဲတော်ဆွဲပေးတဲ့ခါမှာတနင်္လာသားသမီးတွေအတွက်ကြာလာတဲ့တဲတော်ကက်ကတော့ဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်နော်ဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်အဲ့မှာလူလင်ပြိုတယောက်ပေါ့နော်လူလင်ငယ်တယောက်ကအညွန့်အခက်လက်အတက်တွေထွက်လာတယ်ဒုံချောင်းတစ်ချောင်းခေါင်းမော့ပြီးကြည့်နေတဲ့ပုံဘေးမှာလည်းတောင်ကုန်းတောင်တန်းလေးရှိတယ်အဲ့ဒီကဲအဓိပ္ပာယ်ကတော့သတင်းစကားကိုတည်ဆောင်လာတဲ့သူဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီကဲအဓိပ္ပာယ်ကတော့သတင်းစကားတွေကိုတည်ဆောင်လာတဲ့သူသတင်းကောင်းတွေကြားရတယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာတနင်္လာသားသမီးတွေအနေနဲ့မင်္ဂလာရှိတဲ့သတင်းတွေဝမ်းသာမဲ့သတင်းတွေပျော်စရာကောင်းတဲ့သတင်းမျိုးတွေပေါ့နော်သတင်းစကားတွေကြားရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုစောင့်ပါတယ်เนาะအဲ့တော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုတိုးတက်လာမယ်အောင်မြင်လာမယ်ဆိုတဲ့နမိတ်ရှိပါတယ်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်လာမယ်เนาะအဲ့တော့လူမှုရေးနဲ့ပတ်သက်တာတွေနောက်အသင်းအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းအသင်းကောင်းတွေရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေအကူအညီထောက်ပံ့ကောင်းတွေကိုရရှိတတ်ပါတယ်အဲ့တော့အမွေရတတ်တယ်เนาะမတင်မတဲနဲ့အမွေရတတ်တယ်ရုတ်တရက်ငွေတွေဝင်လာတတ်တယ်အဲ့ဒါငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်เนาะအိမ်အောင်တွေအနေနဲ့ဆိုရင်အိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုအဆင်ပြေလာမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ရတတ်တယ်အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ပြီးတော့အောင်မြင်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီကဲအဓိပ္ပာယ်ကတော့အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေအသစ်တွေပေါ်ပေါက်တတ်တယ်เนาะဥတီချက်အသစ်တွေပေါ်ပေါက်တတ်တယ်เนาะလမ်းကြောင်းအသစ်တွေပေါ်ပေါက်လာတတ်တယ်ဒီနေ့လာသားမျိုးလမ်းကြောင်းအသစ်တွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ကိုယ့်ရဲ့ဒီဉာဏ်ရည်ဉာဏ်သွေးနဲ့เนาะကိုယ့်အနေနဲ့စ조사အားထုတ်မယ်ဆိုလို့ရှိရင်ကျင်းသေးပေါက်အောင်မြင်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဘဝအသစ်တစ်ခုလုပ်ငန်းအသစ်တစ်ခုเนาะအခွင့်အရေးအသစ်တစ်ခုရရှိတတ်တယ်เนาะလုပ်ငန်းကိုင်ငန်းအသစ်တွေเนาะအခွင့်အရေးအသစ်တွေပေါ်ပေါက်လာမယ်เนาะနေရာဒေသအသစ်တွေမရောက်ဘူးတဲ့နေရာမျိုးတွေခရီးထွက်ကြတာခရီးသွားရတာမျိုးတွေကြုံတွေ့ရတတ်တယ်เนาะအဲ့တော့စိတ်ကူးသစ်အကြံဉာဏ်သစ်တွေပေါ်ပေါက်လာတတ်တယ်အဲ့စိတ်ကူးသစ်အကြံဉာဏ်သစ်တွေကနေပြီးတော့လောက်ကင်ဆောင်ရမယ်ဆိုရင်ဒီနေ့အသားသူတွေဒီ6လပိုင်းမှာအဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါတနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲရောဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးစွာ6လပိုင်းအတွက်တနင်္ဂနွေသားသမီးတွေကိုတဲတော့ကြည့်ပေးတဲ့အခါမှာတနင်္ဂနွေသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာဒုံချောင်း8ချောင်းဆိုတဲ့တဲတော့ကက်ကျလာပါတယ်နော်ဒုံချောင်း8ချောင်းဆိုတဲ့ကက်အဲ့ဒီကက်အတိတ်ပဲရတော့ဒါရှေ့မှာမြစ်တစ်ခုစီးဆင်းနေတယ်နော်နောက်စိမ်းလန်းဆိုပြေနေတဲ့ကွင်းပြင်ကြီးနဲ့တောင်ကုန်းတောင်တန်းတွေရှိတယ်အဲ့ဒီဒုံချောင်း8ချောင်းမှာလည်းအညွန့်အခက်အတက်အလက်တွေဘဝေးစားထွက်နေတယ်အညွန့်အခက်အတက်လက်တွေအညွန့်အခက်တွေထွက်နေတယ်ဒုံချောင်း8ချောင်းကောင်းငင်ကနေကျလာတယ်ပေါ့အဲ့တော့ကောင်းငင်ကကျလာတယ်လို့ယူဆလို့ရတယ်လို့ရှေ့မှာအဲ့ဒုံချောင်း8ချောင်းကိုကာစီးထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေအဓိပ္ပာယ်ကောက်လို့ရတယ်နော်ကောင်းငင်ကနေပြုတ်ကျလာတယ်ဒုံချောင်း8ချောင်းနော်အဓိပ္ပာယ်ရတယ်တနင်္ဂနွေသားသမီးတွေအနေနဲ့ကဒီ6လပိုင်းဆိုတဲ့ကာလမှာမိမိလောက်ကင်နေတဲ့အလုပ်ငန်းကိုင်ငန်းတွေနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းအကူအညီကောင်းတွေရတတ်တယ်နော်လုပ်ငန်းတွေတိုးတက်လာနိုင်တယ်သို့တော့အဟံတားတွေအနှောက်အယှက်အတားအဆီးတွေလည်းရှိနေတယ်နော်အဟံအတားတွေအနှောက်အယှက်တွေအတားအဆီးတွေရှိနေတယ်အနှောက်နှေးကြံ့ကြာမှုတွေရှိနေတယ်အဲ့တော့ကိုလုံးမဲ့ဆိုတဲ့ကိစ္စတွေ6လပိုင်းမှာတနင်္ဂနွေသားသမီးတွေနဲ့မြန်မြန်တော်တော်လက်လက်လုပ်ဖို့လိုတယ်နော်အဲ့တော့ဖြတ်ခနဲပေါ်ဆက်ခနဲလို့ဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တနင်္ဂနွေသားသမီးတွေ6လပိုင်းမှာမိမိရဲ့လုပ်ငန်းတွေမိမိရဲ့စီးပွားရေးတွေကအောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ်အထူးသဖြင့်ငွေကြေးကိစ္စတွေစီးပွားရေးကိစ္စတွေကတော့ဒါအကောင်းဘက်မှာရှိနေတယ်6လပိုင်းဆိုတဲ့ကာလမှာပဲအဲ့တော့စီးပွားတက်နိုင်တယ်ယာရုတိုးတာမျိုးတွေလာစာတိုးတာမျိုးတွေကြုံတွေ့ရတတ်တယ်လေချောင်းခီးတွေသွားရတတ်တယ်ထီဆူကြီးပေါက်တယ်လို့မျိုးထီဆူကြီးပေါက်တတ်တဲ့ငွေတွေအမွေရတယ်လို့အထောက်တန်နဲ့ဝင်တတ်ပါတယ်နော်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေပြည့်ဝမယ်အဲ့တော့ကိုတိုးလောင်ထားတဲ့ပစ္စည်းတွေလည်းဈေးကောင်းရမယ်နော်ချစ်သူရည်စားမရှိသေးတဲ့သူတွေဆိုရင်ငယ်ရွယ်သူတွေနေနေဆိုရင်လည်းချစ်သူရည်စားတွေရတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ရုံးမင်္ဂလာအမှုခင်းဖြစ်နေတဲ့သူတွေဆိုရင်လည်းအမှုခင်းနေနိုင်တတ်တယ်ရွှေတဲ့ပစ္စည်းတွေရတနာပစ္စည်းတွေလက်ဝတ်လက်စားတွေဝင်တတ်ပါတယ်အဲ့တော့ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့တော့အလှူဒန်းကိစ္စတွေပြုလုပ်ရတတ်တယ်မင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်အဲ့တော့တနင်္ဂနွေသားသမီးတွေနဲ့အခက်အခဲအနှောက်အယှက်တွေကိုတွေ့ကောင်းတွေ့နိုင်တယ်အဲ့ဒီအခက်အခဲအနှောက်အယှက်တွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်
ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအင်္ဂါသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့အခုဒီအင်္ဂါသားသမီးတွေအတွက်တဲတော်ချိုးတဲ့ခါမှာဒီ6လပိုင်းအတွက်ကြာလာတဲ့တဲတော်ကက်ကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့တဲတော်ကက်ဖြစ်ပါတယ်နော်ကောင်းငယ်ကတဘိုးခေကမှုတ်လိုက်တဲ့ချိန်မှာဒီခေါင်းတလားတွေကလူတွေကထလာတဲ့ပုံပေါ့နော်ပေါ်ထွက်လာတဲ့ပုံအဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ကတော့ရှင်တန်ခြင်းနော်ရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်နော်ဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုတ်တရက်ပြန်ရလာတတ်တယ်သူအဟောင်းတွေပြန်ပေါ်လာတတ်တယ်နော်အဲ့တော့လူဟောင်းတွေအရင်တော့မိတ်ဆွေဟောင်းတွေနဲ့ပြန်တွေ့ရတတ်တယ်ဆွေမျိုးသားချင်းကွဲကွာနေတာကြာပြီဖြစ်တော့ဆွေမျိုးသားချင်းတွေနဲ့ပြန်လဲဆုံစည်းတတ်တယ်အဲ့တော့လုပ်ငန်းအသစ်တွေပေါ်ပေါက်လာတတ်တယ်လုပ်ငန်းအဟောင်းကနေပြီးတော့ရက်တန့်ပြီးတော့လုပ်ငန်းအသစ်တွေပေါ်ပေါက်လာတတ်တယ်နောက်တစ်ချက်ကကိုကအစင်မပြေတော့ဘူးလို့ထင်ထားတဲ့လုပ်ငန်းတွေနော်အစင်မပြေတော့ဘူးလုံးဝကိုပျက်စီးနေတဲ့လုပ်ငန်းတွေဆိုရင်ပြန်ပြီးတော့ထူထောင်ဖြစ်ပြီးတော့ပြန်ပြီးတော့အဆင်ပြေလာနိုင်တဲ့လုပ်ငန်းတွေစီးပွားရေးတွေအဲ့လိုပဲငွေကြေးနဲ့ပတ်သက်ပြီးတော့ထွက်ထားတဲ့ငွေတွေပြန်ဝင်လာတတ်တယ်ကိုယ့်ရှိကနေထွက်ထားတဲ့ရွှေရပစ္စည်းတော်၎င်းလက်ဝတ်လက်စားတွေပြန်ဝင်လာတတ်တယ်ဆိုရင်လည်းနော်လူကောင်းတွေပြန်စုံစည်းရတတ်တယ်ကွဲကွာသွားတဲ့ဒီအခြေရေးတို့အိမ်တော်ရေးတို့ရှိခဲ့ရင်လည်းဒီချိန်ခါမျိုးမှာပြန်လဲစုံစည်းတာမျိုးတွေနော်ပြန်လဲပြီးတော့သတင်းကောင်းကြားရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်တစ်ချက်သတိထားမှာအရင်ဖြစ်ပူးခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ပေါ်လာတတ်တယ်အဲ့ဒါကတော့တစ်ချက်ဂရုစိုက်ရမယ်နော်အဲ့တော့ငွေကြေးကိစ္စတွေလည်းအဆင်ပြေမယ်ပညာရေးကိစ္စတွေလည်းအဆင်ပြေမှုအောင်မြင်မှုတွေရရှိနိုင်တယ်အင်တာဗျူးကိစ္စတွေစာအုပ်ပွဲကိစ္စတွေလည်းအထူးကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေဆိုရင်တော့ပြန်တွေ့တတ်တယ်နော်ကွဲကွာသွားတဲ့လူတွေနဲ့ပြန်လဲစုံစည်းတတ်တယ်နော်ကွဲကွာသွားတဲ့လူဟောင်းတွေနဲ့ပြန်လဲစုံစည်းတတ်တယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်ကိစ္စတွေလည်းအဆင်ပြေမယ်အဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ကလမ်းကြောင်းအဟောင်းနော်လမ်းကြောင်းအဟောင်းကိုလောက်ကင်နေတဲ့အဟောင်းတွေရက်ပြီးတော့လုပ်ငန်းအသစ်ပေါ်ခြင်းနော်အသစ်တစ်ဖန်ပြန်လဲနိုးထခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အသစ်တစ်ဖန်ပြန်လဲနိုးထခြင်းနော်လုပ်ငန်းကင်ငန်းတွေရှေ့ကိုပို့ပြီးတော့အဆင်ပြေလာမယ်နော်ရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ရတတ်တယ်နော်ရက်တန့်နေတဲ့ငွေကြေးတွေနော်ပြန်ပြီးတော့ဝင်လာတတ်တယ်ရစရာရှိတဲ့ငွေတွေပြန်ရလာတတ်တယ်ဆုံးပြီးတော့ထင်ထားတဲ့ငွေတွေပြန်ရလာတတ်တယ်နော်အဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ကတော့ပြန်လဲရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသူများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေဗုဒ္ဓဘုရားမိတ်ဆွေများလုံးမင်္ဂလာပါဗုဒ္ဓဘုရားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေအတွက်ကကြာလာတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာကြာလာတဲ့တဲတော်ကက်ကတော့အင်မတန်မှကောင်းပါတယ်ခွက်ဘယင်ဆိုတဲ့ကက်နော်ရေလိုင်းနေရေပေါ်မှာရှိတဲ့ပလင်ကြီးပေါ်မှာထိုင်နေတဲ့ခွက်တစ်ခွက်ကိုကင်ပြီးတော့ထိုင်နေတဲ့ဘယင်တစ်ပါးရဲ့ပုံပေါ့နော်အဲ့တော့နောက်ကရေလိုင်းနေနဲ့နော်ရေကန်အလင်းမှာအဲ့တော့ရေဆိုတဲ့အဓိပ္ပာယ်ကတော့ဒါဗုဒ္ဓဘုရားသမီးတွေနေတာဒီ6လပိုင်းဆိုတဲ့ကာလမှာပူပင်စရာတွေမရှိတော့ဘူးအေးချမ်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရေရဲ့အဓိပ္ပာယ်ကတော့အေးချမ်းတဲ့အဓိပ္ပာယ်နော်ဘယ်နေရာအောင်မဆိုစိတ်ဝင်ပြန့်နှံ့နိုင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်စိတ်ခံစားမှုစိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့အတွေးခေါ်အသက်ဆန်းတွေပေါ်ပေါက်လာတဲ့စိတ်ချမ်းသာစရာတွေတွေ့ကြုံရမယ်လို့တွေ့ပါတယ်ဗုဒ္ဓဘုရားသမီးတွေနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်ချမ်းသာစရာတွေတွေ့ရမယ်နော်အဲ့တော့ကုသရေးဝယ်ကိစ္စတွေအနုပညာအလှပရေးရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးခြားအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့အလှူဒန်းတွေပြုလုပ်ရတတ်တယ်အလှူဒန်းတွေပြုလုပ်ရတတ်တယ်အဲ့တော့ရုံးမြင်ကနာအမှုခင်းတွေဖြစ်နေရင်လည်းရုံးမြင်ကနာအမှုခင်းကိစ္စတွေအောင်မြင်မယ်အနိုင်ရရှိမယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်ရတတ်တယ်အဲ့တော့ဖျားဘူးတွေသွားရတတ်တယ်အလှူဒန်းကိစ္စတွေပြုလုပ်ရတတ်တယ်အဲ့တော့စီးပွားရေးလုပ်ငန်းတွေမှာရှေ့ကိုတိုးပြီးတော့ဆောင်ရွက်ရတတ်တယ်တိုးချဲ့ရတတ်တယ်ဒီမျိုးလုပ်ငန်းတွေနော်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်အဲ့တော့ဒီကရဲ့အဓိပ္ပာယ်မှာတစ်ချက်သတိထားမှာကအရက်နဲ့ပတ်သက်တာတို့နော်မူရစ်စေဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့သတိထားရမှာဖြစ်ပါတယ်အမှားအယွင်းတွေဖြစ်တတ်တယ်အကျမ်းမာရေးတွေရုတ်တရက်ညံ့သွားတတ်တယ်ပြဿနာတစုံတရာပေါ်ပေါက်တတ်တယ်အဲ့မှာအရက်နဲ့ပတ်သက်တာတွေနော်မူရစ်စေဝါနဲ့ပတ်သက်တာတွေနော်အဲ့တော့အတောက်အစားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြဿနာပေါ်ပေါက်တတ်တယ်အဲ့ဒီကရဲ့အဓိပ္ပာယ်ကတော့ရက်ဝဲခရီးတွေထွက်ကတတ်တယ်နိုင်ငံရေးခြားခရီးတွေအထူးအဆင်ပြေအောင်မြင်တတ်တယ်နော်အဲ့တော့မိမိနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာဘုရားသားတွေအနေနဲ့အခက်အခဲတွေဘယ်လောက်ပဲများအောင်ပွဲခံနိုင်မယ်
စိတ်ချမ်းသာစရာတွေတွေ့ရမယ်သတင်းကောင်းတွေကြားရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီအချိန်ခါမျိုးမှာဗုဒ္ဓသားပြည်တွေကကိုဖြစ်ချင်တဲ့ကိစ္စကိုလုပ်ချင်တဲ့ကိစ္စတွေရဲရဲဝံ့ဆောင်ရွက်ရမှာဖြစ်ပါတယ်အလုပ်ပြောင်းချင်တာလားအလုပ်ထွက်ချင်တာလားလုပ်ငန်းအသစ်လုပ်ချင်တာလားကိုလုပ်ချင်တဲ့မိမိလုပ်ချင်တဲ့ကိစ္စကိုရဲရဲတင်းတင်းရဲရဲဝံ့လုပ်ကင်ဆောင်ရွက်မယ်ဆိုရင်အထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်ကျွန်တော်မိတ်ဆွေဗုဒ္ဓသားပြည်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းပါစေနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေကျတာပရိသတ်မိတ်ဆွေများအားလုံးမင်္ဂလာပါကျတာပရိသတ်မိတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့6လပိုင်းဆိုတဲ့ကာလမှာကျတာပရိသတ်တွေကြာလာတဲ့တဲတော်နမိတ်ကတော့ခွက်ဖလား6လုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခွက်ဖလား6လုံးထဲမှာပန်းပွင့်လေးတွေပွင့်တယ်ပေါ့နော်ပန်းပွင့်လေးတွေပွင့်နေတဲ့ခွက်ဖလား6လုံးနော်ဒီမှာကောင်လေးတယောက်ကကောင်မလေးတယောက်ကိုလက်ဆောင်ပေးနေတဲ့ပုံပေါ့နော်အမျိုးသားတူကအမျိုးသမီးတူကိုလက်ဆောင်ပေးနေပုံကျတာပေးသားသမီးတွေနဲ့ဒီကဲ့ရဲ့အတိတ်ပဲရတော့သူ့ရဲ့ဒီကဲ့ရဲ့အတိတ်ပဲကွာကိုအရာရာကိုယ့်ရဲ့ကိစ္စတော်တော်များကိုယ့်ရဲ့ဒီစီးပွားရေးလူမှုရေးเนาะကိုယ့်ရဲ့ဒီပြဿနာတွေကိုပြန်လဲသုံးသပ်နိုင်ခြင်းဆိုတဲ့ပေါ့ကိုလုပ်နေတဲ့ကိစ္စတွေကိုယ့်ရဲ့စီးပွားရေးတွေเนาะကိုပြန်လဲသုံးသပ်နိုင်ခြင်းအတိတ်ကဖြစ်ရတွေကိုအသုံးပြုပြီးတော့အတိတ်ကကြုံတွေ့ခဲ့တဲ့အဖြစ်ရတွေကိုသင်ခန်းစာယူပြီးတော့မိမိအနေနဲ့ရှေ့ကိုအခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အတွေ့အကြုံဟောင်းတွေကိုအတွေ့အကြုံတွေကိုအဟောင်းတွေပြန်လဲပြီးတော့အသုံးချရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့မိဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံခြင်းเนาะအဲ့တော့စနစ်တကျဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်အဲ့တော့အပြစ်ကင်းစင်ခြင်းဖြူစင်ခြင်းเนาะအပြန်အလှန်နားလည်မှုရှိခြင်းเนาะအဲ့တော့သတင်းကောင်းများရရှိခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အပြန်လည်နားလည်မှုရရှိဆိုတာအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာမေတ္တာရေးကိစ္စတွေမှာအင်မတန်ကောင်းတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့နားလည်မှုတွေရရှိလာမယ်ကာလတန်ကြာအစင်မပြေဖြစ်နေတဲ့အခြေရေးကိစ္စပဲပြီးအိမ်တော်ရေးကိစ္စတွေဆိုရင်ပြန်လည်အဆင်ပြေလာနိုင်တယ်အဲ့တော့စက်တူရှယ်ယာလုပ်ငန်းတွေနော်စက်တူဆက်ဘက်လုပ်ငန်းတွေအနေနဲ့အားလည်းအကျိုးကျေးဇူးတွေရရှိမယ်အဲ့တော့ကျတာဝိသားသမီးနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာမေတ္တာရေးကိစ္စတွေထူးထူးခြားခြားကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ဒီအချိန်ကာလမျိုးမှာအခြေရေးနဲ့ပတ်သက်တာအိမ်တော်ရေးနဲ့ပတ်သက်ရင်လည်းကိုယ့်ရဲ့ဒီငယ်ချင်ဟောင်းတွေပိုင်းနဲ့ပြန်လဲတွေ့တတ်တယ်ပြန်လဲစုံစည်းတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့လက်ဆောင်တွေရတတ်တယ်ရွှေတဲ့ပစ္စည်းတို့ငွေတို့နောက်အဖိုးတန်ပစ္စည်းတို့လက်ဆောင်ပစ္စည်းတွေရတတ်တယ်အဲ့တော့ဆွေမျိုးညီကောင်မောင်နှမတွေတဲ့ကနေကိုယ့်ကိုကူညီလာတာမျိုးတွေအကူညီထောက်ပံ့ကောင်းတွေလည်းရရှိနိုင်ပါတယ်အလုံးနေရအိမ်နေရအပြောင်းရွှေ့တွေပေါ်ပေါက်တတ်တယ်နော်အိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်ဆိုင်ကန်းအသစ်ဖွင့်ရတာမျိုးတွေဆိုင်ပြင်ရတာမျိုးတွေဆိုင်တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတတ်တယ်အလားအပရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးထူးခြားခြားအဆင်ပြေအောင်မြင်လာဖို့ရှိပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေသတာပိသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေတောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတောက်ကြသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလအတွက်ကာလမှာကြာလာမဲ့ကြုံတွေ့လာမဲ့ကံစတာအဆိုးကောင်းတွေပဲကြာလာတဲ့တဲတော်နမိတ်ကတော့ဒုံချောင်း3ချောင်းဆိုတဲ့တဲတော်ကပ်ဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်အဲ့တော့လူတစ်ယောက်ကအဝေးကိုမျောကြည့်နေတယ်ပုံပေါ့နော်ဒုံချောင်း3ချောင်းရဲ့ကြားမှာဒုံချောင်းတစ်ချောင်းကိုကင်ပြီးတော့နော်အဝေးကိုမျောကြည့်နေတယ်ရှေ့မှာလဲရွက်လေးတွေရွက်သင်းဘောတွေနဲ့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပေါ့တောင်ကုန်းတစ်ခုပေါ်မှာတက်ပြီးနော်ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတဲ့ပုံဖြစ်ပါတယ်အဲ့ဒီကဲ့ရဲ့အဓိပ္ပာယ်ကတော့ဒီတောက်ကြသားမှုတွေကြာလာတဲ့နမိတ်ပေါ့နော်ဒီကဲ့ရဲ့အဓိပ္ပာယ်ကအမျော်မြင်ကြီးမားခြင်းဆိုတဲ့ပုံနော်အမျော်မြင်ကြီးမားခြင်းနောက်ချက်တွင်ခြင်းတိုးချဲ့ခြင်းနော်အသေးစမ်းတွေကိုရှာဖွေခြင်းလေ့လာခြင်းနော်စူးစမ်းခြင်းဆင်ခြင်သုံးသပ်မှုစွမ်းရည်တွေတိုးတက်ခြင်းနော်အဲ့တော့အသေးစမ်းတွေကိုရှာဖွေတွေ့ရှိခြင်းဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့အချိတ်ဆက်တွေနော်စက်တူရှယ်ယာလုပ်ငန်းတွေပေါ်ပေါက်လာတတ်တယ်နော်လမ်းသစ်ထွင်ပြီးတော့လမ်းသစ်ကိုရှာဖွေလမ်းသစ်ကိုထွင်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ခရီးအသစ်တွေပေါ်ပေါက်လာတတ်တယ်နော်နယ်ပယ်အသစ်ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလည်းနယ်ပယ်အသစ်တွေပေါ်ပေါက်လာတတ်တယ်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှလည်းနယ်ပယ်အသစ်တွေပေါ်ပေါက်လာတတ်တယ်နော်နိုင်ငံခြားခရီးဝေးကိစ္စတွေပေါ်ပေါက်လာတတ်တယ်အထူးအဆင်ပြေမယ်အဲ့တော့ခရီးတွေထွက်ကားတတ်တယ်နော်အဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ကိုယ့်ရဲ့လုပ်ငန်းတွေပို့ပြီးတော့တိုးချဲ့လို့ရတယ်ဆိုတဲ့နမိတ်ပုံဖြစ်ပါတယ်နော်ကိုယ့်ရဲ့လုပ်ငန်းတွေ6လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးအနေနဲ့ကလည်းလုပ်ငန်းကြီးတွေကိုပြုလုပ်ရတတ်တယ်နော်နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်ဒီကြောင်းခရီးတွေသွားရတတ်တယ်အစာအုပ်သစ်အိုးအိမ်သစ်တွေကိုပိုင်ဆိုင်ရတတ်တယ်အယောင်းဝယ်ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးထဲမှာ
မင်္ဂလာဆောင်ကိစ္စတွေအလူတန်းကိစ္စတွေပေါ်ပေါက်လာတတ်တယ်ကိုယ့်ရဲ့ဆွေမျိုးညီကိုမောင်နှမတွေထဲမှာနောက်ရက်ဝေးရနေဧည့်သည်တွေရောက်လာတတ်ပါတယ်အဲ့တော့စာချုပ်စာတမ်းတွေပြုလုပ်ရတတ်ပါတယ်အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ကလည်းအခြေရေးကိစ္စတွေမြေတားရေးကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မဲ့နမိတ်မျိုးဖြစ်ပါတယ်ဒီကဲ့ရဲ့အတိတ်တွေကလည်းကောင်းမွန်တဲ့ကတ်ထဲမှာပါပါတယ်တောက်ကြသားသမီးတွေအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေကိုတိုးချဲ့မယ်ချက်တွင်မယ်ဆိုရင်တောက်ကြသားသမီးတွေဒီ6လပိုင်းဆိုတဲ့ကာလအချိန်ကောင်းအခါကောင်းဖြစ်ပါလိမ့်မယ်အဲ့တော့လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေနော်စူးစမ်းရှာဖွေခြင်းပညာရဲ့အသစ်တွေသင်ကြားရခြင်းနော်ခရီးတွေထွက်ကခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာဖြစ်ပေါ်လာမဲ့ကန်ဆာတာအဆိုးကောင်းတွေကျွန်တော်တို့နဲ့ဒိဋ္ဌံပြပြီးတဲတော့ဆွဲတဲ့ခါမှာစနေသားသမီးတွေကြာလာတဲ့ကက်ကတော့ဒုတ်သူရဲကောင်းဆိုတဲ့ပုံပေါ့နော်အဲသူရဲကောင်းတဲ့ရောက်မြင်းကိုကစုံပေါက်ပြီးတော့တစ်ဖက်ကိုခုံကူးတော့မဲ့ပုံပေါ့နော်ဒုံချောင်းတစ်ချောင်းကိုကင်ထားတယ်အခေါင်းမှာရောကိုချက်ဝတ်တန်စာမှာရောမီးတောက်မီးလျံအသွင်ဆောင်နဲ့ချက်ဝတ်တန်စာကိုဝတ်ထားတယ်နော်အဲ့တော့ဒီကက်ရဲ့အတိတ်ပဲကတော့ကူးပြောင်းခြင်းနော်အလုံးပြောင်းနေရာပြောင်းနေပေါ်ပေါက်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။တနေရာတွေတနေရာရွှေ့ပြောင်းခြင်း။နောက်စနေသားသမီးတွေဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်နော်။ကိုယ်သူများကနေပြီးတော့စိတ်တူအောင်ဒေါသထွက်လာအောင်လာဆွတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်။မကောင်းပြောခံရတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်။ဒီချိန်ကာလမျိုးမှာစနေသားသမီးတွေနဲ့စိတ်လိုက်မှန်ပါမလုပ်ဘူးလို့အရေးကြီးတယ်။မိမိရဲ့ဒေါသကိုထိမ့်သိမ့်နိုင်ရင်ပို့ပြီးတော့အဆင်ပြေမယ်ပို့အောင်မြင်လာနိုင်မယ်။စိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်။အဲ့တော့စိတ်မြန်လက်မြန်နဲ့ဆောင်ရွက်မိတတ်တယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့လိုပဲစိတ်တူစရာစိတ်ရှုပ်စရာတွေပေါ်ပေါက်လာတတ်တယ်စိတ်ရှုပ်စရာတွေနော်အဲ့တော့ဒီကာလမျိုးမှာအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားပေါ်ပေါက်လာတတ်တယ်ဒီချိန်ကမှအလုပ်ပြောင်းတာတွေအိမ်ပြောင်းနေရာပြောင်းတာမျိုးတွေပေါ်ပေါက်လာတတ်တယ်အိမ်ရာပြောင်းတာမျိုးကအစနော်ကိုအိမ်ရာနေရာထိုင်ခင်းတွေပြောင်းရွှေ့ရတာမျိုးတွေကစကြုံတွေ့ရတတ်တယ်အဲ့တော့နိုင်ငံခြားခရီးတွေခရီးဝဲကိစ္စတွေပေါ်ပေါက်တတ်တယ်နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်တတ်ပါတယ်အဲ့တော့တောင်ကုန်းတောင်တန်းတွေရှိတဲ့ဘက်ကိုခရီးထွက်ကတတ်တယ်ခရီးသွားရတတ်တယ်နော်အဲ့တော့အပြိုင်ဆိုင်အနောက်ချက်တိုက်ခိုက်တွေတော့များနိုင်တယ်အဲ့အပြိုင်ဆိုင်အနောက်ချက်အတိုက်ခိုက်တွေကိုမိမိတွေနဲ့အဲ့အခက်ခဲတွေကိုကြော်လွှားပြီးတော့အောင်မြင်ပါလိမ့်မယ်တိုးတော့မိမိရဲ့ဒေါသကိုထိရမယ်မိမိရဲ့စိတ်မြန်လက်မြန်နဲ့မပြုတ်လို့မိဖို့အရေးကြီးပါတယ်ဒီချိန်ခါမျိုးမှာအဲ့တော့ဒီချိန်ခါမျိုးမှာစမ်းသစ်တွေ့ထွန်းမှုတွေเนาะအသေးစမ်းပြုတ်လို့တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်နိုင်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာစနေသားသမီးတွေအနေနဲ့ကအလုပ်ပြောင်းတာမျိုးတွေအပြောင်းရွှေ့တွေထူးထူးခြားခြားပေါ်ပေါက်လာတဲ့အိယာပြောင်းရွှေ့တွေเนาะအဲ့တော့ကောင်းသောပြောင်းရွှေ့ခြင်းကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်เนาะရှေ့ကိုယ့်ရဲ့စ조사အားထုတ်မှုကနေပြီးတော့အောင်မြင်မှုတွေရရှိလာမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုယ့်အနေနဲ့မစုံမနစ်တော့ဇွဲလုံးလာဝိရိယနဲ့စ조사မယ်ဆိုရင်အောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေစနေသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ